မင်္ဂလာပါ952 podcast ကနေကြိုဆိုပါတယ်ကျွန်တော်ခုထက်ပါဟုတ်ကဲ့ကျွန်မကတော့မင်းမြတ်ပါဒီနေ့မှာတော့ကျမတို့စိတ်ဝင်စားစရာကောင်းပြီးနားလေရခက်တဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးခြင်းပါတယ်အဲ့ဒါကတော့ dark web ပါပဲဟုတ်ပါတယ် dark web ဆိုတဲ့နာမည်ကြားလိုက်တာနဲ့လူတွေကထိတ်လန့်စရာတွေတရားမဝင်လုပ်ငန်းတွေကိုပဲပြေးမြင်တတ်ကြတယ်တကယ်ရော dark web ဆိုတာဘာလဲဘယ်လိုနေရာမျိုးလဲဆိုတာကိုဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားခြင်းပါတယ်ဟုတ်ကိုထက်ပြောသလိုပဲ dark web ဆိုတာနဲ့လူတွေကကြောက်ကြတယ်ဒါပေမဲ့ internet ရဲ့အလှော်တွေကိုအရင်ဆုံးနားလည်ဖို့လိုမယ်ထင်တယ်နော်ရေခဲတောင်ကြီးလို့ပေါ့ရေပေါ်မှာမြင်နေရတဲ့တေးသေးလေးက surface web ရေအောက်ကနည်းနည်းပိုကြည့်တာက deep web ပြီးတော့အနက်ဆိုင်ဆုံးအပိုင်းမှာရှိနေတာက dark web ပေါ့မှန်ပါတယ် surface web ဆိုတာကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Google Facebook YouTube လိုမျိုး search engine တွေကနေအလွယ်တကူရှာဖွေလို့ရတဲ့ website တွေပေါ့ဒီ web ကြတော့ search engine တွေမှာမပေါ်ဘူးဥပမာကိုယ့်ရဲ့ online banking account တွေ email inbox တွေ cloud storage ထဲကကိုကြီးကိုတာ file လိုမျိုးပေါ့ password နဲ့ login ဝင်မှချီလို့ရတဲ့အရာတွေကဒီ web ထဲမှာပါဝင်တယ်ဒါဆို dark web ကရောဘယ်လိုကွာခြားသွားလဲ dark web က deep web ရဲ့အစိပ်ပိုင်းတစ်ခုပါပဲဒါပေမဲ့သူ့ကိုဝင်ဖို့ကတာမန် browser တွေဖြစ်တဲ့ Chrome တို့ Firefox တို့နဲ့ဝင်လို့မရဘူး Tor လိုမျိုးဒီ Onion router လိုမျိုးအထူးပြုလုပ်ထားတဲ့ software တွေ browser တွေသုံးမှဝင်လို့ရတယ်အဓိကကတော့အသုံးပြုသူရဲ့ IP address ကိုဖုံးကွယ်ပေးပြီးအမည်မတည်ပဲထွက်လာနိုင်အောင်လုပ်ထားတာပေါ့အမီမတီပဲတွာလာနိုင်တယ်ဆိုတော့ဒါကြောင့်ပဲတရားမဝင်လုပ်ငန်းတွေအတွက်နေရာတစ်ခုခစ်လာတာလားဟုတ်တယ်အဲ့ဒီအချက်ကအဓိကကြပါတယ်အမည်မတည်ဖြစ်နေချင်း anonymity ကကောင်းတဲ့ဘက်မှာသုံးရင်ကောင်းကျိုးရှိတယ်လို့ဆိုးတဲ့ဘက်မှာသုံးရင်လည်းဆိုးကျိုးတွေအများကြီးရှိနိုင်တယ်ဒါကွက်ပေါ်မှာတရားမဝင်မူရစ်စေဝါရောင်းဝယ်တာတွေလက်နက်ရောင်းဝယ်တာတွေခိုးယူထားတဲ့ credit card အချက်လက်တွေ hacking tools တွေနောက်ပြီးအရန်ကိုစိတ်မချမ်းမြေ့စရာကောင်းတဲ့ကလေးတူငယ်လီမိုင်းဆိုင်ရာအမျက်ထုတ်ဖို့ဗီဒီယိုတွေရောင်းဝယ်တာတွေထိရှိနေပါတယ်ဒါတွေကတကယ်ကိုကြောက်စရာကောင်းပြီးရှောင်ရှားရမယ့်အရာတွေပါပဲဟောကြားရလာတင်တင်တော်တော်ဆိုးသွားတာပဲเนาะဒါဆို dark web မှာကောင်းတဲ့အရာတွေရောမရှိတော့ဘူးလားလူတွေကဘာလို့ dark web ကိုသုံးနေကြသေးလဲရှိပါတယ်ဥပမာစဉ်းစားဖြတ်ထုတ်မှုတွေအများများတဲ့နိုင်ငံတွေကသတင်းထောက်တွေတက်ကြွလှုပ်ရှားမှုသမားတွေကသူတို့ရဲ့သတင်းအချက်လက်တွေကိုလုံခြုံစွာဖြန့်ဝေဖို့ဆက်သွယ်ဖို့ dark web ကိုသုံးကြတယ်ပြီးတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်အစိုးရရဲ့စောင့်ကြည့်မှုတွေကိုရှောင်ရှားခြင်းသူတွေလည်းသုံးရတယ်အချို့ကတော့ privacy ကိုအရန်တန်ဖိုးထားလို့ကိုယ့်ရဲ့ online footprint ကိုချေရမထွက်ခြင်းလို့သုံးကြတာမျိုးလည်းရှိတယ် whistleblower တွေတဲ့ချက်လက်လုံခြုံစွာပေးပို့ဖို့ WikiLeaks လိုမျိုး website တွေရဲ့ dark web version တွေလည်းရှိခဲ့ဘူးတယ်ဆိုလိုတာက dark web ဟာတူးတစ်ခုလို့ပေါ့သုံးတဲ့သူပုံမူတီဗီကောင်းကျိုးဆိုးကျိုးကွဲပြားသွားနိုင်တယ်ပေါ့ဒါပေမဲ့တာမန်လူတယောက်အနေနဲ့ dark web ကိုစူးစမ်းကျင်စိမ့်နေတော့ဝင်ကြည့်ရင်တလားအန်ရီဒီရောဘာတွေရှိနိုင်လိမ့်မလဲဒါကတော့တတိထားမယ့်အချက်ပါ dark web မှာတရားမဝင်အကြောင်းအရာတွေအများများတော့မတော်တဆနှိပ်မိတာနဲ့မဝဲတွေ virus တွေကူးစက်ထဲရောက်လာနိုင်တယ်ကိုရေးကိုတာအချက်လက်တွေခိုးယူခံရနိုင်ခြေရှိတဲ့ phishing scams တွေလည်းများတယ်ပြီးတော့တချို့စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်တဲ့အကြောင်းအရာတွေ disturbing content တွေကိုမမျှော်လင့်ပဲတွေးမြင်သွားနိုင်ခြေလည်းရှိတယ်နောက်ပြီးအရေးကြီးဆုံးကတရားမဝင်တဲ့အရာတွေကိုဝင်ကြည့်မိတာ download လုပ်မိတာပါဝင်ပတ်သက်မိတာတွေကဥပဒေနဲ့ညီစွမ်းတတ်တယ်ခင်ဗျာနားထောင်ရတဲ့လောက်တော့တာမလူတယောက်အနေနဲ့တီးကျင်စိတ်သက်နေလို့စွန့်စားပြီးမဝင်ကြည့်တင်ဘူးလို့ထင်မိလဲတကယ်လိုအပ်ချက်ရှိမှဒါမှမဟုတ်ဒီနည်းပညာကိုသူ့တေသနာလုပ်ချင်မှပဲတင်တော်မယ်ထင်နဲ့ဟုတ်တယ်အခေ၍ဝင်ကြည့်မယ်ဆိုရင်တောင်လုံခြုံရေးအတွက် VPN virtual private network ခံသုံးတာဘာမှ download မလုပ်တာ link တွေကိုစစ်ဆေးပြီးမှနှိပ်တာကိုရေးကိုတာအချက်လက်ဘာမှမပေးမိအောင်တတိထားတာတွေလုပ်တင်ပါတယ်ဒါပေမဲ့မလိုအပ်ဘဲနဲ့မဝင်တာကတော့အကောင်းဆုံးပါပဲဒီနေ့အတွက်တော့ dark web နဲ့ပတ်သက်ပြီးအတော်လေးပြည့်စုံသိခွင့်ရလိုက်တဲ့ကိုထက်ရင် dark web ဆိုတာနာမည်ကြားရုံနဲ့ကြောက်စရာလို့ထင်ခဲ့ပေမဲ့သူ့ရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝကိုနားလည်လိုက်ရတယ်ဟုတ်ကဲ့ပါမင်းမြတ်အဓိကကတော့နားလည်မှုရှိရှိနဲ့တတိထားပြီး internet ကိုအသုံးပြုဖို့ပါပဲdark web ဟာ internet ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပေမဲ့သူ့မှာအန်တရယ်တွေအများကြီးရှိနေတဲ့ဆိုတာကိုတော့ကျွန်တော်တို့မမေ့သင့်ပါဘူးကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲနော်နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးပဲဘေးကင်းလုံခြုံပြီးပျော်ရွှင်တဲ့အချိန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ